မြန်မာနိုင်ငံကိုပြန်လို့ရှိရင်တထေးအနေနဲ့ပြန်မှာပေါ့ဒီနေ့စမီတန်ရဲ့ချင်းငွေ6ကြိမ်မြောက်ရေးထားရဲ့အမနဲ့မိတ်ဆက်ပေးခြင်းပါရဲ့စမီတန်ရဲ့ရေရှည် client ပေါ့နော်အမမင်္ဂလာပါမင်္ဂလာပါညီမလေးဒီ time မှာဘာလုပ်နေရလဲမသိဘူးပစုံခွာပါတယ်ဘယ်နှစ်ကစပြီးတော့ချင်းငွေစလျှောက်ပြတာလဲ2020နှစ်ကဆိုတော့ရှေ့ client တယောက်အနေနဲ့ပေါ့နော်စမီတန်ကအမအတွက်ဘယ်လိုမျိုးပေါ့နော်အကူအညီရောက်လဲဆိုတာဒီတစ်ချက်လောက်ပြပြပေးပါအောင်အများကြီးထောက်ကူရပါတယ်ခက်ခက်တကယ်လာခဲ့တဲ့လမ်းတွေကနေပြီးတော့ဒီစမီတန်နဲ့လက်တွဲလို့ရတာကျေးဇူးအများကြီးတင်ပါတယ်ဘာလို့လဲဆိုတော့ရွာမှာအဖေမေကိုထောက်ကူအများကြီးကျူးတယ်ပေါ့နော်အကြောင်းလို့ဆိုတော့အမဒီချင်းငွေရှောက်ရတဲ့အကြောင်းရင်းလေးကိုတစ်ချက်လောက်share ပေးလို့ရအောင်မသိရွာမှာအမေတို့ဖေတို့လေချောင်းဝယ်ပေးတယ်ပေါ့နော်အိမ်ကိုပြန်ပို့ပြီးတော့အိမ်ကမိသားစုရောဘယ်လိုမျိုးအမကိုပေါ့နော်ပြောလဲပေါ့ဟုတ်ဖေမေကဝမ်းတာပီတိဖြစ်တယ်ပေါ့နော်သူတို့ဝမ်းတာတော့တာသမီဖြစ်တဲ့သမီးတွေကလည်းဝမ်းတာရတာပေါ့မြန်မာမှာလည်းသားသမီးတွေလည်းရှိတယ်လို့ပြောရပေါ့သားလေး2ယောက်ရှိပါတယ်ဆိုတော့သူတို့ကိုလည်းအမဒီဘက် channel နေပေါ့နော်support ပေးနေတာပေါ့နော်ဟုတ်တယ်မျိုးစမီတန်နဲ့အရေးရှိလက်တွဲဖို့အစီအစဉ်ရှိလားမသိရှိပါတယ်မြန်မာနိုင်ငံမှာပြန်မရှင်းပေါ့နော်ကိုယ်ခွင့်ရေးပေးတဲ့ချိန်ထိအောင်လက်တွဲမယ်လို့စီစဉ်ထားပါတယ်မြန်မာနိုင်ငံကိုပြန်လို့ရှိရင်တထေးအနေနဲ့ပြန်မှာပေါ့ပေးတဲ့သူနဲ့ပြေးပါတယ်စမီတန်မှာချင်းခွေလျှောက်တာ6ကြိမ်မြောက်လည်းရှိပြီးကြာပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့အမအနေနဲ့စမီတန်ရဲ့အကြောင်းလည်းတော်လေးကိုသိနေပြီပေါ့နော်ဆိုတော့6ကြိမ်မြောက်နဲ့ပထမဆုံးအချိန်လျှောက်ခဲ့ရတဲ့ရှင်မယ်ဆိုလို့ရှိရင်ဘယ်လိုတွေကွာခြားချက်တွေဖြစ်လာလဲပေါ့နော်ဟုတ်ကိုယ်ယုံကြည်ချက်ပေးတယ်ပေါ့နော်ကိုရီးယားနောက်ကျရင်တော့မှပုံဆက်ပြီးတော့ပေါ့နော်ညီမတို့ကိုအပစံထုတ်လို့ရပြီကိုရီးယားအလုပ်ထဲမှာဆိုတော့သွားချင်တိုင်းသွားလို့မရဘူးလေကိုကတစ်ခါပြန်ပြီးတော့ချိန်ပြန်ပြီးတော့သတ်မှတ်ပေးရတယ်ဘာလို့တော့ဆိုတော့ဒီတစ်ဖက်ကိုစောင့်နေရတယ်လူလည်းအားနာတယ်လေတနည်းနေ့တိုင်းမှာထုတ်ဖြစ်တယ်ဆိုအမရဲ့ပတ်ဝန်းကျင်မှာရောဒီလိုမျိုးငွေကြေးနဲ့ပတ်သက်ပြီးတော့အခက်အခဲဖြစ်နေတဲ့သူအကူအညီလိုတဲ့သူတွေအမရှိလားမသိဘူးတကယ်ချင်းတွေရောအဲ့လိုမျိုးပြောပြတယ်ပေါ့နော်တချို့တွေကစာရွက်စာတမ်းပြေးတုံနေလို့ရှိတယ်လို့ပြေးတုံနေလို့ပဲရှိကြတာပေါ့နော်သမီးတော့ကြောင်ကြောင်ရပါချင်းငွေဆိုလို့ရှိရင်နတ်နေကြရှိရပါတော့ငွေလိမ်ခံရမှာတို့အပေါင်တွေတောင်းတာကြိုတင်ငွေပေးရအဲ့မျိုးတွေပေါ့နော်ကြောက်နေကြတဲ့သူရှိရပါတော့အကြံဘယ်လိုပေးချင်လဲပေါ့နော်ဟုတ်စမီတန်ကိုယုံကြည်ခြင်းနဲ့လာပြီးတော့6နံလို့ရပါတယ်လို့ဘာပစ္စည်းမှမပေးရဘဲနဲ့ကိုယ်ပတ်စံနဲ့ရင်းနှီးထုတ်ပေးတယ်ရင်းနှီးကိုလည်းကိုကထိထိရောက်ရောက်လေးလုပ်ဖို့ကလည်းအကြံပြုပါတယ်လို့မြန်မာပြည်သားတွေကိုဒီလိုတရောင်းတနေရနေပြီးတော့เนาะတိုးနှုံးနည်းနည်းလေးနဲ့လုပ်ပေးရတဲ့ကျေးဇူးအများကြီးလေးတင်ပါတယ်ဘာလို့တော့ဆိုတော့မြန်မာပြည်သူသားတွေကအလုံးမရှိတဲ့လူတွေရှိတယ်လို့လုံးရှိတဲ့လူတွေလည်းရှိတယ်စင်ပြေတဲ့လူရှိတယ်စင်မပြေတဲ့လူတွေလည်းအများကြီးရှိတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ထောက်ကူရအောင်လို့လာစီချင်ပါတယ်လို့ကျေးဇူးအများကြီးတင်ပါတယ်ဒီနေ့ချိန်မှာတဒါ